မင်္ဂလာပါရှင်ကျမနာမည်ကမနီနီမို့ဖြစ်ပါတယ်ဒီနေ့ကျမကကျောင်းပြီးရဲ့နေ့အကြောင်းပြောပြပါမယ်ကျမကပြီးခဲ့တဲ့ကျောင်းပြီးရဲ့နေ့မှာကျမရဲ့မေဟောင်ဆောင်မှာရှိတဲ့အိမ်ကိုပြန်ခဲ့တယ်ကျမခရိုင်ကလဲစရာကောင်းတဲ့နေရာအများကြီးရှိပါတယ်မူတို့ချိန်ကအေးတယ်အေးပြီးနေရာတိုင်းမှာမြူကြပါတယ်ကျမကအပြင်ကိုအမြဲတမ်းထွက်ပါတယ်။နီးရင်လမ်းလျှောက်ပြီးဝေးရင်မော်တော်ဆိုင်ကယ်မောင်းသွားပါတယ်။အိမ်မှာနေတဲ့အချိန်ကျမကဟင်းချက်တာကြိုက်ပါတယ်။ကြောင်ဖွင့်တဲ့အချိန်မှာတိတ်မချက်စားပါဘူး။အချိန်မစေးပါဘူး။ဒါကြောင့်အိမ်မှာနေတဲ့အချိန်ကအားပါတယ်။ကျမချက်စားတဲ့ဟင်းကစားကောင်းပါတယ်လို့ကျမထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်